တခါကရွာလေးတစ်ရွာအနီးရေကန်ကြီးတစ်ကန်ရှိတယ်။အဲ့ဒီရေကန်ထဲမှာဗျိုင်းဖြူကြီးတစ်ကောင်နေထိုင်တယ်။အသက်ကြီးလာတော့ငါးဖမ်းရတာမလွယ်တော့ဘူး။အစာရှာရခက်လာတဲ့အခါသူကလှည့်စားနည်းတစ်ခုစဉ်းစားလိုက်တယ်။တနေ့မှဗျိုင်းဖြူကြီးကငါးတွေနဲ့ဖားတွေကိုခေါ်ပြီးဟေ့ဒီရေကန်ကိုလူတွေလာပြီးရေခမ်းတော့မယ်တဲ့။ရေခမ်းသွားရင်မင်းတို့အကုန်တေးကြရမှာပဲလို့ပြောလိုက်တယ်။ငါးတွေနဲ့ဖားတွေကြောက်သွားကြတယ်။ဒါဆိုဘယ်လိုလုပ်ရမလဲလို့မေးကြတယ်။ဗျိုင်းကမနီးမဝေးမှာရေကန်အတစ်တကန်ရှိတယ်။ငါကပြန်နိုင်တော့မင်းတို့ကိုတကောင်ချင်းတည်ပေးမယ်လို့ပြောလိုက်တယ်။တွေ့ယုံပြီးလက်ခံလိုက်ကြတယ်။ဒါပေမဲ့ဗျိုင်းကသူတို့ကိုရေကန်အတစ်မတည်ဘူး။လမ်းမှာရှိတဲ့ကြောက်ဆောင်ပေါ်တင်ပြီးတကောင်ချင်းစားပစ်လိုက်တယ်။ပြီးရင်ပြန်လာပြီးမင်းတို့ရဲ့တငယ်ချင်းတွေဟိုဘက်မှာပျော်နေကြပြီလို့လိန်ပြောတယ်ဒီလိုနဲ့ရေကန်ထဲမှာပစွန်ကြီးတကောင်ပဲကျန်တော့တယ်။ပစွန်ကြီးကလည်းကျွန်တော်ကိုလည်းတည်ပေးပါလို့ပြောတယ်။ဗျိုင်းလဲဝမ်းသာပြီးတည်သွားတယ်ကြောက်ဆောင်ပေါ်ရောက်တော့ပစွန်ကြီးကအောက်မှာငါးရိုးတွေပြည့်နေတာမြင်လိုက်တယ်။ချက်ချင်းအမှန်တရားကိုသိသွားတယ်။ဒါနဲ့ပစွန်ကြီးကဗျိုင်းရဲ့လက်ပင်ကိုလက်မကြီးနဲ့တင်းတင်းညှစ်လိုက်တယ်။ဗျိုင်းကလွတ်ပါလို့အော်ပေမဲ့မလွတ်ဘူး။နောက်ဆုံးမှာဗျိုင်းဖြူကြီးကကိုယ့်လက်စားမှုကြောင့်ကိုယ်တိုင်အသက်ဆုံးသွားတယ်ပစွန်ကြီးလည်းရေကန်ကိုပြန်လာပြီးအဖြစ်မှန်ကိုပြောပြတယ်။ဒီပုံမြင်ကပြောချင်တာကတော့ကိုယ့်ပညာကိုအထင်ကြီးပြီးသူများကိုလှည့်စားသူတွေဟာနောက်ဆုံးမှာကိုယ့်ပညာနဲ့ကိုယ်ကြရှုံးတတ်တယ်ဆိုတာပါ။နောက်ပုံပြင်လေးတစ်ပုဒ်လည်းနားထောင်ခြင်းသေးလား။ကွန်မန့်မှာရေးပေးကြပါအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်